မျိုးသားတဦးဟာပန်းစည်းကင်ပြီးသူ့ရဲ့စစ်ဆက်ထားသူစီကိုရောက်လာခဲ့ပါတယ်သူထင်ထားတာကတော့သူ့ရဲ့စစ်ဆက်ထားသူဟာသူ့စီကိုပျော်ရွှင်စွာရှောက်လန်းလာလိမ့်မယ်ဆိုတာပါပဲဒါပေမဲ့မမျှော်လင့်ပဲသူ့ရဲ့စစ်ဆက်ထားသူဟာတခြားအမျိုးသားတစ်ယောက်စီကိုပျော်ရွှင်စွာရှောက်သွားခဲ့ပါတယ်အဲ့ဒီအမျိုးသားကတော့သူမတကယ်ချစ်ရတဲ့သူဖြစ်ပြီးသူမရဲ့အနာဂတ်ခင်မွန်းလည်းဖြစ်ပါတယ်ထိုအမျိုးသားကဒီနေ့ရက်ကိုစောင့်နေခဲ့တာကြာပြီလို့ပြောရင်းသူမကိုပွေ့ချီကထွက်ခွာသွားခဲ့ပါတယ်အမျိုးသားဟာသူ့စစ်ဆက်ထားသူရဲ့အိမ်အောက်မှာစောင့်နေတော့သူ့တငယ်ချင်းကအိမ်တကားကိုခောက်လိုက်တဲ့အခါတထေးတစ်ယောက်ထွက်လာပါတယ်ထိုသူထေးကဒီအိမ်ကိုသူဝယ်ထားတာ9 ရက်ရှိပြီလို့ပြောပေမဲ့အမျိုးသားကတော့ဒါဟာသူ့ချစ်သူရဲ့နောက်ပြောင်မှုလို့ပဲထင်နေခဲ့ပါတယ်အိမ်ထဲကိုအတင်းဝင်ကြည့်ပြီးအိမ်ပြင်ဆင်တွေပြောင်းလဲနေတာကိုမြင်မှသာသူ့စစ်ဆက်ထားသူဟာအိမ်ကိုတကယ်ရောင်းသွားမှန်းသိလိုက်ရပါတယ်အမျိုးသားဟာအမှန်တရားကိုသိကျင်တာကြောင့်ဟိုတယ်ကိုအပြေးလွှားသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူ့ရဲ့စစ်ဆက်ထားသူဟာသူမနဲ့ငယ်တငယ်ချင်းဖြစ်ပြီးတကယ်ချစ်ရတဲ့သူနဲ့မင်္ဂလာဆောင်နေခဲ့ပါပြီတငယ်ချင်းတွေကလည်းသူမအတွက်ဝမ်းသာနေကြပါတယ်အမျိုးသားဟိုတယ်ကိုရောက်တဲ့အခါလုံခြုံရေးကသူ့ကိုတားဆီးခဲ့ပါတယ်သူကငါကတကယ်သူ့သားပါလို့အော်ဟစ်နေပေမဲ့အခန်းမသွားခဲ့ပါတယ်သူအခန်းထဲဝင်ဖို့ပြင်နေတော့မှပဲတကယ်မင်္ဂလာပွဲကပြီးဆုံးသွားပြီးသူတို့သမီးကသူမခင်မိုးနဲ့တူထွက်ခွာသွားခဲ့ပါပြီဟိုတယ်အပြင်မှာသူ့စစ်ဆက်ထားသူတခြားတစ်ယောက်နဲ့သွားနေတာကိုမြင်လိုက်ရပေမဲ့လူအုပ်ကြားထဲမှာလွဲချော်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့စစ်ဆက်ထားသူရဲ့တငယ်ချင်းကပေါ်လာပြီးအမှန်တရားကိုပြောပြပါတော့တယ်ရှင်ကချစ်နှလုံးချစ်ခဲ့တဲ့မိန်းကလေးကိုပြစ်ပယ်ထားခဲ့တာလေအမျိုးသားကသူခုပြန်လာပြီပဲလို့စင်ကြေပေးခဲ့ပေမဲ့သူစစ်ဆက်ထားသူကတော့တခြားတစ်ယောက်နဲ့အိမ်အောင်ပြုတ်သွားပြီဆိုတာကိုသူလုံးဝလက်မခံနိုင်သေးပါဘူးသူမသူ့ကိုဘယ်တော့မှထားမသွားဘူးလို့သူယုံကြည်နေသေးပါဒါပေမဲ့အမှန်တရားကတော့ထိုမိန်းကလေးဟာသူမကိုတံမိုးထားတဲ့ခင်မွန်းနဲ့တူပျော်ရွှင်စွာဘဝတစ်ကိုစတင်နေပြီဖြစ်ပါတယ်